Unit 1မှာ am is အာကိုသုံးတက်သွားပြီဆိုရင်အခုမေးခွန်းဘလို့မေးရမလဲဆိုတာလေ့လာရအောင်အရန်လွယ်ပါတယ်ရှေ့က subject နဲ့ am is အာနေရာလေးပဲလဲလိုက်ရုံပါတယ် I am I he is he they are they ဥပမာမင်းပိုက်စာနေလားလို့မေးခြင်း are you hungry လို့မေးရပါတယ်မင်းရဲ့အမေအိမ်မှာရှိလားဆိုရင် is your mother home ပေါ့ Are you hungry? Is your mother home? ဘယ်မှာလဲ Where? ဘာလဲ What? ဘယ်သူလဲ Who? စတဲ့စကားလုံးတွေနဲ့လည်းတွဲထုံးလို့ရပါတယ်။မင်းဘယ်ကလာတာလဲဆိုရင် Where are you from? ဟိုလူကဘယ်သူလဲဆိုရင် Who's that man လို့မေးနိုင်ပါတယ်။မေးခွန်းကိုပြန်ဖြေတဲ့အခါအတိုပဲဖြေခြင်း Yes I am ဒါမှမဟုတ် No I'm not လို့သုံးပါ။ဥပမာ Are you tired? မင်းပင်ပန်းနေလား Yes I am ဟုတ်တယ်ပင်ပန်းတယ်ဆိုတာမျိုးပေါ့ကဲအခုမေးခွန်းတစ်ခုမေးမယ်နော် Are you a student? မင်းကျောင်းသားလားဆိုတဲ့မေးခွန်းကိုကိုယ့်အချီအနေနဲ့ကို comment မှာအတိုကောက်ပြန်ဖြေပေးခဲ့ပါအောင်နော်